Yamakalita equal sign if if ဟုတ်ပြီတော့ဒီတစ်ခါရှေ့ရကြည့်မှာမို့လို့ left ပါလေ left ဟုတ်ပြီနော် left function ကိုသုံးမယ်ဘယ်သူလဲဆိုတော့ဒီက C3 ဟုတ်တယ်မလားအဲ့နာမည်ကိုဘာလို့မှလဲကြည့်မှာကော်မာဘယ်နှလုံးလဲ DAW ဒေါ်ဆိုတော့3လုံးဝင်းပိတ်ညီရမယ်မြတ်တောင်အဖွင့် DAW ဒေါ်နဲ့ညီရမယ်ဟုတ်ပြီနော်အဲ့ logical တက်ကညီတယ်ဆိုဘာလို့ပြပေး female female လို့ပြပေးဝင်းပိတ်ကော်မာမညီခဲလည်းရင်လို့မပြောတော့ဘူးထပ်ပြီးတော့ဘာလို့လိုက်တော့မှလဲပြောလိုက်တော့မှအဲဒါမလို့ if function နောက်မှာဘာဆက်သုံးတာလဲ if function ဆက်သုံးတာကို net if function သုံးတယ်လို့ခေါ်တယ် left left ဒီကောင်ကကောမာဥဆိုတော့တစ်လုံးတည်းဆိုတော့ဘာလဲ1ခွင်းပိတ် equal ညီခဲ့ရင်မြတ်တာအဖွင့်ပါလဲဥနဲ့ညီခဲ့ရင်ကောမာဘာလို့ပြပေး male မေးလို့ပြပေးကောမာနှစ်ခုစလုံးနဲ့မညီဘူးရှေ့မှာဒေါ်နဲ့လည်းမညီဘူးဒီဥနဲ့လည်းမညီဘူးဆိုဘာမှမပြစေခြင်းလို့မြတ်တာအဖွင့်အပိတ်ခွင်းပိတ်ဘယ်နှခါလဲနှစ်ခါအန်တာခဒါဆို तू က female တဲ့ကဲဖေးရနယ်လေးနဲ့ဆွဲဒါဆိုရင်ပါလဲ male female တခါလဲတစ်ခုစီမဟုတ်တော့ဘူးတခါလဲတန်းပြီးတော့ဘာလို့လိုက်တာလဲရေးလိုက်တာ